ကိုတုံးနေတဲ့ဖုန်းက CIR မှာမပုံတင်ထားလားမတင်ထားဘူးလားသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့တစ်ချက်သွားစစ်ကြည့်လိုက်အောင် CIR မှာသွားမစစ်ခင်ကိုဖုန်းရဲ့ IMEI ကိုတီးဖို့လိုအပ်ပါတယ်ကိုဖုန်း IMEI တီးဖို့အတွက် star shed 0 6 shed ကိုရိုက်ထည့်ပေးလိုက်မယ်ဆိုရင် IMEI 1နဲ့ IMEI 2ဆိုရင်မှဒီပုံစံပေါ်လာပေးမှာပဲဖြစ်ပါတယ်ဒါအောင်မှစကွန်ရှော့အနေနဲ့ရိုက်ထားမယ်ဆိုရင်လည်းရတယ်ဒါမှမဟုတ်ဘူးဆိုရင်ဒီစာအနေနဲ့ကိုယ့်ဘက်ကိုပြန်ရေးချထားမယ်ဆိုရင်လည်းရတယ်စကွန်ရှော့ရိုက်ထားတဲ့ဆိုရင်တော့ Google မှာသွားပြီးမှ test အနေနဲ့သွားပြီးမှ copy မှာထုတ်လို့ရပါတယ်ဆိုတော့ပုံလေးကိုပြလိုက်ပြီးတော့ပြီဆိုရင်ဒီမှာ test ရှိတယ်ပေါ့နော်ဒါလေးကို copy ယူလိုက်မယ်ဆိုရင်လည်းရတယ်ပေါ့နော်ဒီလိုကွာနေမှာနည်းနည်းပြင်းနေဆိုရင်ပေါ့နော်ဆိုတော့ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ ਨੇ ဒုတိယအနေနဲ့ကကျွန်တော် Chrome ထဲမှာဝင်ပြီးမှကျွန်တော်တို့ CIR ဆိုတဲ့ website ထဲမှာဝင်ပေးရမှာပဲဖြစ်ပါတယ် CIR.mm ပေါ့နော်အဲ့ထဲကိုကျွန်တော်အနေနဲ့ဝင်ပေးရမှာပါတခါလေကျရင် line ကြတာတွေတော့ရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိစ္စမရှိဘူးကျွန်တော်တို့အနေနဲ့ session မှာပြန်ဝင်ပေးမယ်ဆိုရင်တော့အဆင်ပြေပါတယ်လောဆယ်ကဝင်တဲ့သူကများနေတာဖြစ်တဲ့အတွက်ကြောင့် line ကြနေတယ်ပြောရင်းဆိုရင်လည်းရောက်လာပြီပေါ့နော်ဆိုတော့ဒီ CIR ဆိုတဲ့ website ထဲမှာရောက်သွားပြီဆိုတော့ဒီမှာ IMEI ဆိုတဲ့နေရာမှာရှိတယ်အဲ့ဒါကိုကျွန်တော်တို့ခဏတော့ copy ယူထားတဲ့ဟာကိုပေးချပြီးရင်အမှန်လေးချက်ပြီးတော့ရင်ခဏလေးစောင့်ပြီးပေါ့နော်ခဏလေးစောင့်ပြီးတော့ပြီဆိုရင်အောက်မှာ chat state ဆိုမှအပြန်အောင်စာတိုင်းနဲ့ပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်တို့အမှန်ချစ်ပြီးတော့ပြီဆိုရင်တော့သူကနေမှာကိုယ့်ရဲ့ IMEI ကမပုံတင်ထားတာလားမတင်ထားဘူးလားအခွန်ဆောင်ပြီးတာလားမဆောင်ရသေးဘူးလားဆိုတာပြပေးတယ်ပေါ့နော်ဆိုတော့အမှန်ချစ်ပေါ်ပြီးတော့ရင်အပြန်အောင်စာတဲ့နှိပ်ဆိုတော့ဒီမှာ၃ခုလုံးအစိမ်းအောင်ပြတယ်ဆိုရင်အဆင်ပြေပြီပြီးရင်ကျွန်တော်တို့ IMEI 2ကို copy ယူမှာဒီမှာပြန်စစ်ဆေးမယ်ပေါ့နော်ဆိုတော့ IMEI 1နဲ့ IMEI 2နှစ်ခုလုံးအမှန်ချစ်ပြီဆိုရင်တော့ကျွန်တော်တို့အဆင်ပြေသွားရေပေါ့နော်ဆိုတော့ဒီမှာပေးချမယ်ပြီးတော့ပြီဆိုရင်ခဏတိုင်းပဲ I am not robot ကိုအမှန်ချစ်ပြီးတော့ရင်ဆိုရင်အပြောင်စာတန်းလေးကိုကျွန်တော်တို့တစ်ချက်ပြန်စောင့်မယ်ပေါ့နော် chat state ဆိုတဲ့ဟာလေးကိုဒီအမှန်ချစ်နားလေးမှာတော့နည်းနည်းလေးစောင့်ပေးရတယ်ပေါ့နော်โอเคဆိုတော့အပြောင်စာတန်းလေးကိုကျွန်တော်တို့အနေနဲ့တစ်ချက်နှိပ်လိုက်ပါโอเคဆိုတော့ IMEI 1နဲ့ IMEI 2နှစ်ခုလုံးအမှန်ချစ်တော့ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ IMEI က CIR မပုံတင်ပြီးတော့ပြီလို့သတ်မှတ်လို့ရတယ်ဆိုတော့ဒီ CIR မှာမပုံတင်ထားဖို့အတွက်ဆိုရင်ကျွန်တော်တို့ single နှစ်ကတ်ထည့်ထားဖို့လိုရတယ်ပေါ့နော် single 1နဲ့ single 2ထည့်ထားဖို့လိုရပါတယ်ဒါလို့သိချင်တဲ့အကြောင်းအရာလေးမှရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel မှာလာမေးလို့ရပါတယ်